အမျိုးသမီးတယောက်ဟာမမျှော်လင့်ပဲကိုဝင်ရှိလာခဲ့တယ်ဒါပေမဲ့သူမရဲ့အချစ်ဦးကတော့သူမကိုရက်ဆက်စွန့်ပစ်သွားခဲ့တယ်အတင်းဖြင်းသတင်းတွေပြန့်နှံ့သွားမှာကိုစိုးရိမ်နေသူမရဲ့ဖခင်ဖြစ်သူဟာတမိဖြစ်သူကိုနေဘက်ကတောင်သူတယောက်နဲ့အလျင်မြန်လက်ထပ်ပေးလိုက်ပါတော့တယ်ရေးမုံကအဲလာကိုဆက်တွေ့ချင်းမှာပဲသူမရဲ့ထူးခြားတဲ့အလှတရားကြောင့်ရင်သက်ရှုမောဖြစ်သွားခဲ့ရတယ်သူမရဲ့မျက်လုံးတွေကိုတိတ်တိတ်တောင်မကြည့်ရဲပဲအင်ဂျီနာသက်ကိုလက်နဲ့ပုတ်တက်ရင်စိတ်လှုပ်ရှားနေခဲ့တယ်သူမအတွက်ရင်းငစ်ပေးတဲ့ခါမှာတောင်သူ့လက်တွေကအနှဲငယ်တုံရင်နေခဲ့တာပါအဲလာကတော့သူမရဲ့လက်ရှိအခြေအနေကိုကောင်းကောင်းသိနေပြီးစိတ်ထဲမှာမိကုန်းတစ်ခုပဲရှိနေခဲ့တယ်ဒီကလေးကိုရှင်တကယ်ချစ်ပေးနိုင်ပါမလားဆိုတာပါပဲသူတို့နှစ်ယောက်ဟာမနေ့ပိုင်းမှာဆက်တွေ့ကြပြီးအဲ့ဒီနေ့လယ်ပိုင်းမှာပဲမင်းကလာပွဲကိုအလောတက်ကြီးကျင်းပခဲ့ကြတယ်ရေးမုံဟာအရင်ကမင်္ဂလာဆောင်မှုရဲ့အတွေ့အကြုံမရှိတာကြောင့်အခမ်းအနားကိုအစီအစဉ်တိုင်းဆက်သွားဖို့လက်စွပ်ပြင်ဆင်ထားဖို့တောင်မေ့နေခဲ့ပါတယ်။အဲလာကပဲဥဆောင်ပြီးလက်စွပ်တွေမလိုပါဘူးလို့ပြောလိုက်ရတယ်။မင်္ဂလာဆောင်ပြီးနောက်ရေးမုံကအဲလာကိုမျိုးနဲ့ဝေးကွာပြီးအထီးကျန်လာတဲ့ဆက်ပြိုးရေးချန်စီကိုကားမောင်းပြီးခေါ်သွားခဲ့တယ်။ဘဘက်ရက်ကိုကြည့်ကြည့်9မိုင်တွင်းမှာဘယ်သူမှမရှိတဲ့ဒီလိုဆိုဆွတ်တဲ့တောနယ်မြေဟာမြို့ပြကလာတဲ့သူမနဲ့တော့လုံးဝကိုမလိုက်ဖက်တယ်လို့ပါပဲ။ရေးမုံကအဲလာအတွက်ကားတကားကိုဂယူးတစိုက်ဖွင့်ပေးခဲ့တဲ့အခုကစားပြီးဒီနေရာဟာသူတို့နှစ်ယောက်ရဲ့အိမ်ဖြစ်လာတော့မှာပါ။ဟိုဥယျင်ကရှင့်မေရဲ့ဥယျင်လားဟင်လို့အဲလာကမေးတော့ရေးမုံကဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်အိမ်ကိုကြိုဆိုပါတယ်လို့ပြန်ဖြေခဲ့တယ်အဲလာကတော့ဘာမှပြန်မပြောရဲတိတ်ဆိတ်နေခဲ့တယ်သူမရှိကမြင်ကွင်းအလုံးဟာထူဆန်းပြီးရင်လေးစရာဖြစ်နေခဲ့ပေမဲ့အိမ်ကတော့သူမထင်ထားတာထက်ပိုကောင်းနေပါတယ်ရေးမုံကအဲလာဟာမျိုးကြီးကလာတာမို့အစပိုင်းမှာနေသားကြဖို့ခက်ခဲလိမ့်မယ်ဆိုတာကိုနားလည်ပါဒါကြောင့်သူ့ဇနီးလေးတော့ရွာဘဝမှာအမြန်ဆုံးသားကြစေဖို့အတွက်သူကရေဘူးဆက်ကိုကြိုတင်တက်ဆင်ပေးထားခဲ့တယ်ဒီလိုဂယူးဆိုင်တက်တဲ့အပြုမူလေးတွေကအဲလာနှလုံးသားကိုအနှဲငယ်နှွေးထွေးသွားစေပါတယ်ဒီထဲမှာကိုကာကိုလာတွေရှိလားလို့ရေးမုံကမေးတော့သူမကမတောက်တော့ပါဘူးကျေးဇူးပါလို့ပဲညင်းလိုက်တယ်အဲလာမြင်မှာတော့ဒီပစ္စည်းတွေကဘာမှထူးခြားတာမဟုတ်ပေမဲ့တောနယ်မှာတော့ဒါတွေဟာဇင်ခံပစ္စည်းတွေလို့သတ်မှတ်ကြပါတယ်ထမင်းစားချိန်ကြမှာသာသူတို့နှစ်ယောက်အချင်းချင်းမိတ်ဆက်ခွင့်ရကြတယ်အဲလာကကောလိပ်မှာရှေးဟောင်းသူတွေတနပညာရက်ကိုအဓိကထားတင်ယူခဲ့သူပါပျောက်ဆုံးနေတဲ့ရှေးဟောင်း Troy မြို့တော်ကြီးကိုတူးဖော်ဖို့သူမအမြဲတမ်းအိမ်မက်ခဲ့ပေမဲ့ရေးမုံကတော့အဲ့ဒီအကြောင်းတွေကိုဘာမှမသိပါဘူးသူ့ရဲ့ဖူးတူတဆိုတာအာလူဘယ်လိုစိုက်ရမလဲဆိုတာမှတင်ကန့်သက်နေခဲ့တာပါသူ့အဖေခြံထားခဲ့တဲ့စိုက်ပျိုးရေးခြံကိုစီမံခန့်ခွဲဖို့ကပဲသူ့ဘဝရဲ့တစ်ခုတည်းသောရည်မှန်းချက်ဖြစ်ပါတယ်ကဘာကြီးအပေါ်သူ့ရဲ့နားလည်မှုနဲ့ဗဟုသုတကတကယ့်ကိုအကန့်အသတ်ရှိလာတယ်သူတို့နှစ်ယောက်ဟာအမိုးတစ်ခုအောက်မှာအတူနေကြပေမဲ့သူတို့ကြားမှာကြော်ဖြတ်လို့မရတဲ့တားဆီးကြီးတစ်ခုရှိနေတယ်လို့ပါပဲအဲလာကသူမအရင်ကတခါမှဟင်းမချက်ဘူးလို့ဝန်ခံခဲ့ပေမဲ့သူမရဲ့မဟာတန်းစင်ပညာရေးချင်းနဲ့ဆိုရင်ဟင်းချက်နီးစာအုပ်ရှိုံနဲ့ဒါကိုတေချာပေါက်တက်မြောက်နိုင်မှာပါလို့ဆိုပါတယ်ထမင်းစားပြီးတဲ့နောက်ရေးမုံကပန်းကန်တွေကိုတိတ်ဆိပေးခဲ့တယ်ဒီလိုလုပ်ပေးခြင်းအဖြစ်သူတို့ကြားကကတိကအောက်ဖြစ်နေတဲ့တင်းမာမှုတွေကိုလျော့ပါသွားစေဖို့သူမျှော်လင့်ပါတယ်ရေးမုံရဲ့ဂယူးဆိုင်မှုတွေကအဲလာကိုတမျိုးကြီးဖြစ်နေစေခဲ့တာပါနောက်ဆုံးမှာတော့အဲလာကတတိမွေးပြီးစိတ်ထဲရှိနေတဲ့မိကုန်းကိုမေးလိုက်ပါတယ်အင်းရှင်ဘာလို့ဒါကိုသဘောတူခဲ့တာလဲဆိုတာကျွန်မသိချင်နေလို့ပါတဲ့ရေးမုံကဘုန်းတော်ကြီးကျွန်တော်စီလာပြီးမင်းရဲ့အခြေအနေကိုပြောပြတဲ့အခါဒါဟာဖျားသခင်ရဲ့အလိုတော်ဖြစ်နိုင်တယ်လို့ကျွန်တော်တွေးမိခဲ့တာပါလို့ဖြေခဲ့တဲ့ရေးမုံဟာအဲ့ဒီလောက်ထိရိုးသားဖြူစင်ပြီးကျင်နာတက်တဲ့လူစားမျိုးပါသူ့ရဲ့အဖြေကြောင့်အဲလာကသူမရဲ့စိုးရိမ်မှုတွေဟာမလိုအပ်ဘူးလို့ခံစားလိုက်ရတယ်သူတို့ရဲ့မင်္ဂလာဦးညရောက်တဲ့ခါမှာတော့တခြားမောင်နှံတစ်တွေလိုရင်းနှီးကျွမ်းဝင်မှုမရှိခဲ့ပါဘူးသူတို့နှစ်ယောက်ဟာတီးခြားစီအခန်းတွေထဲဝင်သွားကြတယ်အဲလာကသူမရဲ့ရေးစားဟောင်းချန်ထားခဲ့တဲ့ဆွဲကြိုးလေးကိုထုတ်ကြည့်လိုက်တယ်တပ်ပုံတွေကအဲ့ဒီချုံမောတဲ့မျက်နှာကိုကြည့်ရင်သူမရဲ့မျက်ရည်တွေကထိမနိုင်အောင်စီးကျလာခဲ့တယ်အဲလာဟာအဲ့ဒီနာကိုမိုးလင်းတဲ့အထိနာကျင်မှုတွေနဲ့ကုံဆုံးခဲ့ရတယ်နောက်တနေ့မနက်မှာတော့သူမကမိသားစုစီဖုန်းဆက်ပြီးဘေးကင်းကြောင်းပြောဖို့နဲ့ဟင်းချက်နီးစာအောင်ငါဖို့မျိုးလေးကိုကခန့်ယူသွားလို့ရမလားလို့ရေးမုံကိုမေးခဲ့တယ်ရေးမုံကဘာမှမဆိုင်မှတော့ပဲလှုပ်လက်စတွေကိုချထားခဲ့ပြီးအဲလာကိုမျိုးလေးအထိသူကိုယ်တိုင်လိုက်ပို့ပေးခဲ့ပါတယ်ကားမောင်းနေတော့အကျယ်ကြီးဖြစ်နေတဲ့လက်ကွင်းတွေကိုကြည့်ပြီးအဲလာကအာလူဆိုင်ခင်းကိုခရမ်းချင်တီးကင်းလို့မပြောမိခဲ့တယ်သူမကကားပေါ်ကဆင်းပြီးခြံထဲမှာကူလုပ်ပေးခြင်းတယ်လို့ပြောပေမဲ့ရေးမုံကတော့သူမကိုဒီလိုပင်ပန်းတဲ့အလုပ်တွေမလုပ်စေချင်ပါဘူးသူမကိုအိမ်မှုကိစ္စလေးတွေပဲလုပ်ရင်းအိမ်မှာပဲနေစေချင်တာပါမျိုးရဲရောက်တော့အဲလာကဖုံးများသုံးနေရစီအမြန်ပြေးသွားခဲ့တဲ့ရေးမုံကတော့ဒီအားလက်ချိန်မှာစာကြည့်တိုက်ကိုသွားခဲ့ပါတယ်သူကဟင်းချက်နီးစာအုပ်နဲ့ကလေးထိန်းတဲ့စာအုပ်တွေကိုဝယ်ယုံတင်မကပဲချွိုင်မျိုးအကြောင်းသတင်းချက်လက်တွေကိုပါတေးသေးချာချာမြင်းမြန်းစုံစမ်းခဲ့ပါသေးတယ်အဲလာရဲ့အိမ်မက်ကတကယ်တမ်းဘယ်လိုပုံစံမျိုးလဲဆိုတာကိုသူနားလည်ချင်လို့ပါဒါပေမဲ့ရေးမုံရဲ့ဂယူးတဆက်ရှိမှုနဲ့လုံးဝဆန့်ကျင်ဘက်အနေနဲ့အဲလာကတော့ဖုန်းထဲမှာသူမရဲ့ညီမကိုရေးစားဟောင်းပဲရောက်နေလဲဆိုတာမင်းနေခဲ့ပါတယ်အပီအတဝက်စီကသတင်းကြားသေးလာတဲ့ရေးမုံကသူမအပေါ်ဘလောက်ပဲကျင်နာမှုတွေပေးနေပါစေဦးတော့သူမရဲ့စိတ်ထဲမှာတော့ရေးစားဟောင်းရဲ့အရေးကဖျောက်ဖျက်လို့မရအောင်ရှိနေသေးပါဒါပေမဲ့အဲ့ဒီလူကတော့ကဘာမြေပေါ်ကနေပျောက်ကွယ်သွားတယ်လို့မျိုးဘာမှရှာမတွေ့တော့ပါဘူးခြံကိုပြန်လမ်းမှာရေးမုံကအဲလာကိုကားကြီးမောင်းတက်အောင်တင်ပေးဖို့ပြောခဲ့တယ်အဲလာကားစတီယာရင်ကိုကင်လိုက်တဲ့အချိန်မှာတော့ကားကြီးမောင်းရတာကသူမထင်ထားတာထက်ပိုခက်ခဲမှန်းသိလိုက်ရတယ်ကားဆက်နိုးပြီးတဲ့နောက်မှာတော့ဟောင်းနှွမ်းနေတဲ့ကားကတခါတရံမှာထူးဆန်းတဲ့အတန်တွေထွက်နေခဲ့တယ်ရေးမုံရဲ့လက်ညှိုးမှုနဲ့အတူအဲလာဟာကားဟောင်းကြီးကိုတဖြည်းဖြည်းထိန်းချောင်းတက်လာခဲ့တယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာဖျားเจ้าကိုအတူသွားပြီးတခြားသူတွေနဲ့အတူတမတ်တချင်းတွေဆိုကြရင်အေးချမ်းတယ်နေ့ရက်တွေမကြာခင်ရောက်လာဖို့ဆူတောင်းခဲ့ကြပါတယ်ဒါပေမဲ့ဝတ်ပြုကိုးကွယ်မှုအပြီးသူတို့ပြန်ဖို့လုပ်တဲ့အခါအဖွားကိုနှစ်ယောက်ကသူတို့ကိုရုတ်တရက်တားလိုက်ပါတယ်သူတို့ရဲ့မျက်လုံးတွေကအရာအလုံးကိုထွင်းဖောက်မြင်နေရတယ်လို့မျိုးဖြစ်နေပြီးအဲလာနဲ့ရေးမုံဘယ်လိုဆုံခဲ့ကြတာလဲဆိုတာကိုအရင်သိချင်နေကြတယ်ရေးမုံကအဲလာစိတ်နှောက်ယှက်ဖြစ်နေတာကိုသတိထားမိပြီးသူတို့တောင်ပိုင်းမှာဆုံခဲ့ကြတာပါလို့မူသားစကားလေးပြောပြီးကာကွယ်ပေးခဲ့တယ်ရေးမုံဟာအဲ့ဒီဒေတာကိုတခါမှမရောက်ဘူးပေမဲ့သူ့ရဲ့ဒီလိုစေတနာနဲ့ပြောလိုက်တဲ့လိမ်ညာမှုလေးကအဲလာရဲ့နာကျင်နေတဲ့နှလုံးသားကိုအတိုင်းအတာတစ်ခုအထိတက်တာရစေခဲ့ပါတယ်အိမ်ပြန်ရောက်တော့အဲလာကဟင်းချက်ဖို့စူးစမ်းပါတော့တယ်ရေးမုံကသူ့ဇနီးလေးအာယုံစိုက်ပြီးအလုံးရှုံနေတာကိုကြည့်ရင်သူ့ရင်ထဲမှာဖော်ပြလို့မရတဲ့ခံစားချက်တွေပြည့်ရှံလာခဲ့တယ်ဒါဟာသူ့နှလုံးသားကိုတဆုံတစ်ခုကညင်သာစွာထိတွေးလိုက်တယ်လို့မျိုးဖြစ်ပြီးသူမစီကနေမျက်တောင်မခတ်တန်းကြီးကြည့်နေမိစေခဲ့တယ်သူမကိုသွားပြီးဖတ်ထားခြင်းနဲ့စိတ်ကိုမထိန်နိုင်အောင်ဖြစ်နေခဲ့ပေမဲ့သူ့ရဲ့ကုန်မရှိတဲ့အပြုအမူတွေကြောင့်ဇနီးဖြစ်သူစိတ်ဆိုးသွားမှာကိုလည်းသူကြောက်နေခဲ့ပါတယ်သူဟာအဲ့ဒီခံစားချက်တွေကိုရင်ထဲမှာပဲဖိနှိပ်ထားခဲ့ရတယ်သူ့ဇနီးရဲ့တင်ယူနိုင်စွမ်းကတော့တကယ်ကိုအားရစရာပါမကြခင်မှာပဲစားကျင်စပွဲချက်ဥကြော်တပွဲအစင်းတင်ဖြစ်သွားခဲ့တယ်ကြီးလိုက်ုံနဲ့တင်ရေးမုံပိုက်ဆာလာခဲ့ရတယ်သူကစိတ်အားထက်သန်စွာနဲ့တပည့်ဖြတ်ပြီးပါဆက်ထဲထည့်လိုက်တယ်ဒါပေမဲ့သူ့ဇနီးဟာမိဖို့ချောင်ရဲကနေရုပ်သီးတွေအားလုံးကိုဒီဟင်းနဲ့လောင်းထည့်ထားသလားထင်ရလောက်အောင်ပါပဲအဲ့ဒီစက်တန်ကြောင့်ရေးမုံဟာတေတော့မယ်လို့တောင်ထင်သွားခဲ့ရတယ်
အဲလာကရင်းမုံရဲ့ထူးဆန်းတဲ့အမူအရာကိုသတိထားမိသွားပြီးနေရုပ်သီးတွေအများကြီးထည့်လိုက်မိလို့ထင်တယ်လို့ပြောတဲ့အခါရင်းမုံကမဟုတ်ပါဘူးအရန်ကောင်းပါတယ်လို့ပြန်ဖြေခဲ့တယ်အဲလာမျက်နှာလွှဲလိုက်တာနဲ့ရင်းမုံဟာဘေးနားကရေခွက်ကိုအမျက်ဆွဲပြီးတောက်လိုက်ရပါတော့တယ်အေဂျင့်နဲ့နေရက်တွေဟာသတိမထားမိပဲကုံလွန်သွားခဲ့တယ်မကြခင်မှာပဲရင်းမုံကအဲလာကိုကိုဝင်စစ်ဖို့ဆေးရုံကိုလိုက်ပို့ပေးခဲ့တယ်စစ်ဆေးချက်အရအဲလာဟာကိုဝင်လေးလရှိနေပြီဖြစ်ပေမဲ့သူမနဲ့ရင်းမုံလက်ထပ်ခဲ့တာကတလားပဲရှိပါသေးတယ်ဒီလိုတိတာလုံးနဲ့အချိန်ကွာဟချက်ကအဲလာကိုစိုးရင်ပူပန်မှုတွေဖြစ်စေခဲ့ပါတယ်ကလေးမွေးလာတဲ့အခါရင်းမုံဟာလူတကာရဲ့အတင်းဖြင်းပြောစရာဖြစ်လာတော့မယ်ဆိုတာကိုသူမကောင်းကောင်းသိနေတယ်အဲလာဟာမတိမတာနဲ့ရင်းမုံရဲ့အခြေအနေအတွက်စိုးရင်ပေးလာခဲ့တာပါလူတွေတိသွားကြလိမ့်မယ်ကလေးကစောမွေးရဲ့ဆိုတာကိုသူတို့သိရင်ဘာတွေတွေးကြမလဲလို့သူမကမေးတဲ့ခါမှာတော့ရင်းမုံကလူတွေဘာတွေမလဲဆိုတာကျွန်တော်ဂယူးမဆိုင်ပါဘူးလို့ပြောလိုက်တယ်အဲလာကရှင်ဘယ်လိုလုပ်တာကိုဂယူးမဆိုင်ပဲနေနိုင်မှလဲလူတွေကဝေဖန်ကြမယ်တင်းပြောကြမှာလို့ပြန်ပြောတော့ရင်းမုံကသူတို့ဘာမှပြောမှာမဟုတ်ပါဘူးလို့ဆိုတယ်ဘာလို့လဲလို့အဲလာကမေးတော့သူတို့ကကျွန်တော်တို့အတွက်အကောင်းဆုံးပဲဖြစ်စေချင်ကြလို့ပါလို့သူကဖြေခဲ့တယ်အရင်ကတခါမှမရဘူးတဲ့လုံခြုံမှုမျိုးကိုအဲလာနှလုံးသားထဲမှာခံစားလိုက်ရတဲ့အားလက်ချိန်တွေမှာရင်းမုံကသူ့ဇနီးကိုလေးလေးနဲ့လက်ပတ်ပို့ဆောင်ပေးခဲ့တယ်သူမရဲ့လှပတဲ့ကိုဟန်နေထားကရင်းမုံရဲ့နှလုံးသားထဲမှာအချစ်တွေကိုတိတ်တဆိတ်အမြင့်တွေလာစေခဲ့တယ်သူမရဲ့အိမ်မက်ဆန်တဲ့မျက်လုံးတွေကိုမြင်ရင်ရင်းမုံရဲ့ရင်ခုန်တန်တွေကမြင်လာခဲ့ရတယ်အဲလာကသူမရေကူးရတာအရန်ကြိုက်ပေမဲ့ဒီနားမှာတော့ရေကူးဖို့နေရာမရှိဘူးလို့အမှတ်မထင်ပြောမိခဲ့တယ်ဒါပေမဲ့ရင်းမုံကတော့ဒီစကားကိုစိတ်ထဲမှာမှတ်ထားခဲ့ပါတယ်ဒီနေ့မှာတော့အဲလာမီးဖို့ချောင်းထဲမှာဟင်းသီးဟင်းရက်တွေဆေးနေအောင်အပြင်ကနေစူညံတန်ကြီးတွေကြားလိုက်ရတယ်သူမအပြင်ထွက်ကြည့်လိုက်တော့ရင်းမုံကမြေတူးဆက်ကြီးတစ်စီမောင်းလာတာကိုတွေ့လိုက်ရတယ်အဲလာရေကူးရတာဝါသနာပါမှန်းသိသွားတဲ့အတွက်ရင်းမုံကသူမအတွက်ကိုပိုင်ရေကူးကန်လေးတစ်ခုကိုသူ့လက်နဲ့ကိုယ်တိုင်တူးပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့ရင်းမုံကစက်ကိုကျွမ်းကျင်အောင်မမောင်းတတ်သေးတာကြောင့်အမှားယွင်းလေးတွေတော့ရှိနေခဲ့တာပေါ့ကျမတို့ကိုဒါမျိုးလုပ်ပေးဖို့မပြောခဲ့ပါဘူးရေကူးလို့ရတဲ့နေရာလည်းရှိတာပဲသူဘာလို့ဒီလောက်ထိအပင်ပန်းခံနေတာလည်းမသိဘူးလို့အဲလာကပြောတော့ရင်းမုံရဲ့သူငယ်ချင်းကသူမင်းကိုစိတ်ချမ်းသာစေခြင်းလို့ပဲဖြစ်မှာပါလို့ပြန်ပြောပြခဲ့ပါတော့တယ်